အားလုံးပဲမင်္ဂလာပါ Emma ရဲ့ blog လေးကနေပြန်လည်ကြည့်ဆိုပါရစေ Emma ဒီတစ်ခေါက်ကတော့မဟန်တန်ရဲ့ညရှုခင်းလေးဘယ်လောက်မှတလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ Emma ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးအောင်နော်ဒီ blog လေးမှာတော့ Emma ကမဟန်တန်ရဲ့ညဘက်မီးအလှတွေမီးရှုခင်းနေနောက်ပြီးတော့မီးဘယ်လောက်လှတယ်လဲဆိုရင်ညအလှကိုလိုက်ပြပေးမှာဖြစ်ပါတယ်မဟန်တန်ကညဘက်ဆိုရင်အရန်ကိုလှတယ်ပေါ့နော်တခြား state တွေနဲ့မတူသလို Emma တို့အခုနေတဲ့ဘက်တွေနဲ့တော့လုံးဝမတူပါဘူးသူက Emma တို့ဘက်တွေမှာဆိုရင်ညဘက်ဆိုရင်မှောင်မဲနေရပဲပေါ့နော်လမ်းမီးတွေသိမ့်မရှိကြဘူးဒါပေမဲ့မဟန်တန်ကတော့လုံးဝအဲ့လိုမဟုတ်ပါဘူးမဟန်တန်ကနေရာတိုင်းနေ state building ကြီးအိမ်တိုင်းတွေကမီးတွေထိုးပြီးတော့အရန်ကိုလှတယ်ပေါ့နော်အဲ့ vibe ကလည်းဘာနဲ့မှလဲလို့မရပါဘူးဒီ vlog ထဲမှာတော့ Emma က Christmas တုန်းက Brooklyn မှာရှိတဲ့မီးတွေထွန်းတဲ့အိမ်တွေကိုတွားကြည့်ရင်းနဲ့အဲ့လမ်းတစ်လျှောက်မှာဖြတ်ခဲ့တော့ရိုက်ထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ် Emma နဲ့တူအဆုံးထိလိုက်ကြည့်ပေးဦးနော်မဟန်တန်ရဲ့ညရှုခင်းကို Brooklyn ဘက်ကပဲကြည့်မလား New Jersey ဘက်ကပဲကြည့်မလားဘယ်ဘက်ကကြည့် Staten Island ဘက်ကပဲကြည့်မလားဘယ်ဘက်ကကြည့်အရန်လှပါတယ်တကယ်လို့ Queen ဘက်ကနေပြီးတော့လှမ်းကြည့်ရင်လည်းအရန်လှတာပါတယ်မဟန်တန်ရဲ့ညရှုခင်းကတော့ဘာနဲ့မှလဲလို့မရပါဘူးအရာအားလုံးကမီးအောင်စုံတွေအမောင်ကြီးထဲမှာမီးအောင်စုံတွေဖုံးလွှမ်းနေပြီးတော့တိုက်တွေမှာလည်းမီးတွေအစုံလေးနဲ့အရန်မြင်ရတဲ့အလှဘာနဲ့မှမတူပါဘူးတကယ်လို့လေကွင်းဆင်းလာရင်လည်းမြင်နေရတဲ့မီးပေါင်းစုံနဲ့အရာတွေကလည်းဘာနဲ့မှလဲလို့မရပါဘူးဒီမြင်ကွင်းကတော့ Emma အတွက်တစ်လုံးမမေ့နိုင်မယ့်အရာတွေကတခုပါပဲနယူးယောက်တကယ်လို့ရောက်ခဲ့တယ်တကယ်လို့ကိုကတခြားစိတ်ကလာလဲတယ်ဒါမှမဟုတ်ရင်ဗမာပြည်ကလာလဲတယ်ဆိုရင်တော့ Emma recommend တစ်ခုလုပ်ချင်ပါတယ်နယူးယောက်ရဲ့ night life ကို enjoy လုပ်ကြည့်ပါညဘက်မှာကားရင်းနဲ့ထွက်လေတာဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုရင်လည်းတကယ်ကြီးတွေနဲ့လမ်းလျှောက်တာဖြစ်ဖြစ် enjoy လုပ်ကြည့်ပါလို့ Emma recommend ပေးချင်ပါတယ်နောက်တစ်ခုကတော့မဖြစ်မနေတဲရမှာကမဟန်တဲမှာတဲဖြစ်အောင်တဲပါလို့အဲ့ fight ကဘာနဲ့မှလဲလို့မရဘူးဆိုတာ Emma confirm recommend ပေးရပါတယ် Emma ဗီဒီယိုကိုအခုလိုလိုက်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးအရင်တင်ပါတယ် Emma ကအပတ်စဉ်ဗုဒ္ဓဖူးနေ့ရယ်စနေနေ့ရယ် Sunday ရယ်ကိုအမြဲတင်ပါတယ်အပတ်စဉ်ဗုဒ္ဓဖူးနဲ့ Sunday မှာတော့ Saturday မှာတော့ Emma သဘောကျတဲ့ Emma ခီးရသွားထားတဲ့ဟာတွေအစားအသောက်တွေသွားစားထားတဲ့ဟာတွေတင်ဖြစ်မှာဖြစ်ပြီးတော့ Sunday မှာတော့ Emma ဘဝမှာရရှိခဲ့တဲ့ knowledge တွေကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့ Emma ဗီဒီယိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်လို့ပြောချင်ပါတယ်။ Emma တို့နောက်ဗီဒီယိုမှာထပ်တွေ့တာပေါ့နော်။ Emma ဗီဒီယိုကို like ကြည့်ရင် enjoy လုပ်ပါအောင်လို့တကယ်လို့
ကိုကြိုက်တဲ့နှစ်သက်တဲ့အရာလေးရှိတယ်ဆိုရင်လည်း comment မှာရေးပေးခဲ့ပါကဲလို့မဟန်တန်နဲ့ပတ်သက်ပြီးအမှတ်တရလေးရှိတယ်ဆိုလည်း comment မှာရေးပေးခဲ့ပါအောင်လို့နောက်ဗီဒီယိုမှာအမတို့ထပ်တွေ့ကြတာပေါ့နော် bye byeအမဗီဒီယိုလေးကိုကြိုက်လို့နှစ်သက်လို့ကြည့်ချင်နေဆိုရင်တော့ Facebook ကော TikTok ကော Instagram ကော YouTube မှာရောအမတန့်ကိတ်ဆိုတဲ့နာမည်ကနေပြီးတော့ရှာဖွေပြီးကြည့်ရှုလို့ရပါတယ်အမ app နာမည်တစ်ခုတည်းကိုပဲ social media platform အကုန်လုံးမှာတင်ထားတာဖြစ်တဲ့အတွက်အမတန့်ကိတ်ဆိုတဲ့နာမည်လေးနဲ့ရှာကြည့်ဖို့မမေ့နဲ့နော်